နော်အတိတ်နဲ့တပေါင်းနဲ့ယောက်ျားတကုံလူရဲ့ကျော်ကောင်းငင်တမွတ်ကျဲကိုစွတ်မလွတ်စတန်ရမြဲနိုင်ဟာဝိုင်းချစ်တို့ကြားအလုံးမဟုတ်ဘူးယောက်ျားတကုံလူရဲ့ကျော်ထိုက်တမွတ်ဖန်သီးစွတ်မစွတ်တကန်ရဲကဖန်လူမလို့လေအခုလေများ ကိုချစ်တယ်ကိုသိတာပေါ့ လေတမှုကမပြီးသေးဘူး ကျော်ကဲဖော်တကမ်းမှာဆုံးလိုက် လူရှင်တော်သားနှုတ်ဆက်မယ် နှုတ်ဆက်မယ်နော်ဟုတ်တယ်ကိုပြန်နေမယ် လေကျွန်တော်နေနှုတ်ဆက်မယ်တဲ့ရဲတော်လေးငပိတတိနေစားရဆက်တော့မပြောနဲ့ ဦးရှိုးလေး ဟာဟဲ့လေသွန်သာနီ ဒီဘက်ကဦးရှိုးသေး ဝေါ်လေးလေးကိုတချင်းနဲ့ခေါ်လို့ပြောထားတယ် ဘလို့ခေါ်မှာတော့ မှတ်ထားကိုစံကြောဟေးဒေါ်ရမအေးတော့မြင်မြင်လာပါနော်မင်္ဂလာဆောင်မကျွေးတရားရှိတယ်ကိတ်နဲ့မုတ်စီကျော်မမေတော်လက်ဖေပေါ်ဖနှုံးနဲ့ပေါလို့အော်တော်တော်ရဲတဲ့ကိုကြွကြောကိုဆန်းလန်းနဲ့မအေးတော့မမြတ်မောင်ကိုထုံးတောင်တူတူမောင်ရွှေသွင်း ခဲလာတော့မကောင်းတဲ့မျိုးတွေဘာမှပြောမနေပါနဲ့ အားမျိုးတွေကြောင်းပြီးသွားတယ် မကောင်းတဲ့အမျိုးနဲ့ဆိုပဲပတ်စံငါပြောင်းပဲ ဒီဘက်ကညီငယ်လေးချစ်ကို ဘာမှဖြစ်တာမဟုတ်ဒီမတက်နေမျိုးနေ ကိုစတာနေရဲ့နည်းနည်းမူးတော့လို့ တိုင်း ဘက်ကကိုဖြိုးကျော် ဒီစားစံကြီး စားခြင်းအပိရှင်တောင်းမှာအညာမချောက်သေးဘူးဟဲ့ တဲ့ဘာကြမ်းမသိ ဦးချစ်စမ်း ဦးချစ်စံမဟုတ်တော့နာမည်ပြောင်းလိုက်ပြီ ဘလို့ပြောရတော့ဦးက ကျွန်းစောရဲ့ဒါရဲ့ငါအမလေးချစ်စရာကောင်းတာဒါကြောင့်မလို့ပိန်းသားကလည်းချစ်တာဗမာပြည်ပါဆိုလှတဲ့မင်းသား2ယောက်ပဲရှိတယ်သူလည်းမှန်းနေလေနေရလှတယ်ဒီမျက်နှာလှတယ်သေခံလေးသွေးဆုံးနေတဲ့မျက်နှာ ဘက်ကကိုစီစား စွမ်းလာဒီလေအဲ့လိုမြင်တော့အားကြတယ်ဗျာကျွန်တော်လေးမင်းသားကနေတာဒီနေ့တော့ကြီးသေးတယ်ဗျာလာမယ့်နေ့မှပြောင်းတော့မသိလား ဒါမင်းနေပိုကြီးတယ် လာမယ့်နေ့ပိုကြီးတယ် ပိုကြီးတယ် ဒီဘက်ကဦးချာလီ တာရဲ့သွန်သာနီ ခေါ်လိုက်ပါမင်းသားရဲ့ ကိုကောင်းကျော် ဟာသားလေးစွမ်းသာလီချစ်စရာကောင်းလိုက်တာမိဘဆရာသမားကိုရိုးသေးတဲ့သားလေးအဖရဲ့သားပဲလေချစ်စရာတော့မျက်နှာလေးကကြက်သေးရှိတာမျက်နှာလေးကလက်ပြင်းလို့ဝိုင်းနေတာဘယ်လောက်ချစ်စရာကောကလေးလေးလိုပဲ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  ဟဲ့ လူကြီးလိုပဲ ဘာလို့ တောင်ချင်ဝတ်တာလေ ဟဲ့ လူကြီးလိုပဲ လူကြီးလိုပဲ ခက်ခက်ရရနဲ့ တချင်းလေးကြတော့စွမ်းစာနီလေးကိုအဲ့တချင်းလေးဆိုရမယ် အေးလေ ဟောဟောဒီကကိုချစ်စမ်းကြတော့တချင်းပြောင်းသွား ဘ ပြီ ယ်လိုပြောင်းလဲ ဟေးအလူကြီးလိုပဲအလူကြီးလိုပဲအလူကြီးလိုပဲဟာအခလေးလေးလိုပဲ လာပဲမြစ်လာခဲ့ပဲမြစ်ဘူးပေါ့ဘူးပေါ့ ဘာမြပဲပြစ်တယ် ဘူးပေါ့ဟဲ့ခေါ်မလားဟဲ့အကောရပါတယ်မင်းမှုကိုပြီးအောင်ဆောင်ပါ ရက်ထောင်ထောင်မောင်းမောင်းနဲ့ဒီတစ်ခါကျ ခံကြပြီ အချက်ကတအားကြီးရှည်တာ ဟာရတယ်မင်းမင်းသားစွမ်းစမ်းကြီးနဲ့လည်းပဲဖြစ်အောင်ရတယ်ဖြစ်အေးရပြီရပြီ အော်ဘယ်တော့ကရှယ်ရိုးနောက်လိုက်သွားတာတော့ ဟဲ့အဲ့ဒီ ဦးဝိုင်းချစ် ဟာဒီလေးစွမ်းကျက်တည်ရှိလိုက်တာလှောက်လိုက်တာရွှေမင်းသားကျော်လေးမျက်နှာလေးကိုဖူးတာပဲဝတ်စားထားဆိုလဲအမတန်ကျက်တည်ရှိတာ ချက်သေးရှိရဲ့ ဟာတောင်းရှိဆိုရင် ဟာ နှစ်သိန်းဝဲပေးရတယ် ဟာဟုတ်ပါဗျာ ဟေးငါတက်တာဘလူဖွင့်ပေးလိုက်လဲကွာ အမင်းတက်တာဘသူမှမဖွင့်ဘူးပေါ့စော်နန်းလုံး ညီလေးညီလေးကျေးဇူးတင်တယ်နော်တကယ်ပြန်တော့မယ်နော်ညီလေးဟဲ့ကဝမ်းရှိဟမ်အရန်ရန်မလုံးနဲ့ဘာတော့အဲ့ဒါငါစီးနေကြ60နှစ်လိုင်းကားကြီးဟလာမကောင်းတော့လေခမရလိုင်းကားကြီးကမကောင်းတော့ဘူးဘာဖြစ်လို့အင်္ဂဝိုင်းနေကြနေတယ် လေလေ အင်္ဂဝိုင်းနေကြနေလေမင်းပြားရအမှနဲ့ရက်ပလိုက်ပါလားကွာမင်းငါ့ကို ချက် ငါမလဲဘူးလားအော်ညီလေးထက်ကလေအခေါ်ခံញလို့တဲ့ဟုတ်လေဗမာစကားကိုဗမာလိုပြောတယ်ထက်ကအခေါ်ခံញလို့တဲ့ညနေနဲ့မဖြတ်ပါနဲ့ကွာစတွဲမြို့တာနော်စတွဲမြို့တာခေါ်ခံញလို့ဟုတ်ကဲ့မင်းကပေးနေတာကြောက် ဒီဘက်ကအချစ်ဆုံးလေး မင်းကခေါ်ကြဖို့လည်းဒီပဲတခါနဲ့လာပါ ထွတ် ခေါ်လာထက်လည်းမဟုတ်ထိုးတယ် ဟာချစ်ဆုံးနဲ့ခေါ်တာလေ ဟော စလာပါ ခေါ် ကိုထက်
စွမ်းလေးစာလေးညီလေး ဟိုတက်တက်မင်းသားကိုမနှောင်းနဲ့ မနာပါဘူး မင်းသားဆိုတာယိုသေးရတယ်မင်းသားတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး ရေရှင်းရှင်းမ အောင်မလေးတောင်းရှိတစ်ထည်ဘယ်လောက်ပေးရလဲ နှစ်သိန်းဝဲနှစ်သိန်းဝဲနှစ်သိန်းဝဲ ဘယ်လောက်အဖိုးကြီးတော့ အဖိုးကြီးတာဟို အိမ်တစ်ထည် အင်းတစ်မလေးတစ်သိန်းတစ်တောင်း၅တောင်း သသိန်းတစ်သောင်းကတော့ ဟုတ်တယ် ဘယ်လောက်အဖိုးကြီးလဲ အဖိုးကြီးတာဟို ဖာလီပြော ငါတို့ဖွာတော့အေးစစ်စစ်ပဲကျွန်တော်ပတ်စံထိုးလိုက်စမ်း ကောင်းကောင်းပြောကြ တိုင်တိုင်ဒါနီ ဦးတို့ကိုတို့ရေ တိုင် ဘာရဲ့ဆရာဥပိုးရှံဘာရဲ့အကြောင်းလေးကိုရေးဆက်ထားတာရှိတယ်ဗျ ဟောတာလေတားရဲ့ဆရာတေးကိုဘောရှံ ဟုတ်တယ် ရေးစားထားချင်းလေး ဟုတ်တယ် ရန်ကုန်လာရင် ရန်ကုန် ရန်ကုန်သချင်းလေးဆိုမယ်ဗျ ဟုတ်တယ်ဗျာ မန္တလာကိုပြန်ရင် မန္တလာရှိဆိုမယ် ချင်းလေးဆိုမယ် ဒါပေါ့ အဲ့ဒီကြောင့်တားရဲ့ဆရာရေးဆက်ပေးထားတာ ဘယ်လိုများပါလဲ ဟုတ်တယ်လူလေးဗျာ ကဲကြားရင်ဗျာ